ကဲမိဒီနေ့ဈေးရပြန်ပါလေဒါကတော့တိုက်ပကံကြလေးပဲဝယ်ခဲ့တာပါရှင်တိုက်ပကံကြလေးနည်းနည်းတော့ဟိုလိုမျိုးအကောင်းတော့မဟုတ်ဘူးတိတာအဲဒါလေးတော့အဲဒါအောက်ကလေးမှနည်းနည်းတေးသေးလေးပါတယ်တိတာအဲ့ဒါလေးဒီလိုမျိုးဟုတ်ဒီပကံပြားနှစ်ချက်မှလေ9000ပဲရှိတယ်ကွယ်ဝယ်နေချအဲ့ဒီဆိုတော့လေအဲ့အကြောင်းဝယ်ခဲ့လိုက်တာနော်ဒီဘာဝယ်ခဲ့လဲဆိုတာပြပေးမယ်နော်ဘာချက်ကတော့ဒီမာကြီးကအမြဲတမ်းကိုစိတ်နေရပဲလို့အဲ့လိုမျိုးထင်မှာတော့တိတယ်တကယ်တမ်းကြားတော့လေဟင်းရလေတချို့အင်ရှင်မလေးတချို့ကောက်မလေးဆိုလို့ရှိရင်ဈေးတအားကြီးမဝယ်ထက်သေးဘူးလေခလေးဆိုတော့လေဟိုပတ်သက်တွေအများကြီးရှိမှဈေးသွားလို့ရမယ်အဲ့လိုမျိုးပေါ့နော်ထင်တာပေါ့နော်ဆိုင်မှာပဲဖြစ်တယ်လို့လေ1000ဘိုး2000ဘိုးပဲငါဝယ်ပြီးချက်စားလိုက်မယ်အဲ့လိုမျိုးထင်တာနော်တကယ်တမ်းကြောင့်ဈေးမှာသွားပြီးတော့လက်လက်ဆက်ဆက်အတီးရွက်ကိုအချိန်ရရင်ပေါ့နော်1000ဘိုး2000ဘိုးလေဟိုကို့အတွက်ကောင်းကောင်းမွန်မွန်စားရတယ်ကိုတိုင်းလုပ်တဲ့ဟင်းဆိုတော့ဘလို့ပဲဖြစ်ဖြစ်သူများချစ်တဲ့ဟင်းတွေတော့တိုက်ရမှာပဲဆိုင်တွေမတိုက်ရဘူးလို့ပြောရမှာမဟုတ်ဘူးเนาะအသီးတွေဆိုနေဒီမှာမေးပြောပြမယ်เนาะအရန်ကိုတန်နေပြီတန်နေပေါ့เนาะမိုးရသည်ဆိုတော့ဝယ်ရတယ်တကယ်အဆင်ပြေပါတယ်ကိုမိသားစုတစ်ခုမှနည်းနည်းပေါ့အခုလိုမျိုးခက်ခဲနေတဲ့အချိန်မှာဆိုရင်ဟိုဒီစားကျင်တောက်ချင်တာတည်ရကွဲတယ်မဲ့လေအာဟာရလည်းဖြစ်မယ်တခါတည်းအချိန်လေးရတယ်ဆိုရင်အမြဲတမ်းဆိုင်ထမင်းဆိုင်ရင်ဝယ်မစားပဲနဲ့ကိုယ်နဲ့ကိုချစ်စားကြည့်ကြမှာနော်မပြောပြမပေးသည်ကြက်လေးတွေပဲရှိသေးတယ်သူကကြတော့ဒါလေးတွေကလေဒီပဲဒီဆိုရင်ကွယ်ကြော်ပဲစားစားပြုတ်ပြီးတုတ်စားမှမရကြတော့ပြီလားဒီတစ်စည်းလုံးမှ800ပဲရှိတယ်ခွင်အနေကိုနေတဲ့နေရာချင်းတော့တူကျမတူလေးမယ်ပေါ့နော်ဒါမေးရပြောပြတာပါဒီဟာလေးက800ပဲရှိတာလေနော်ဒီပဲဒီ800ပဲရှိတယ်ပြီးဒီမှာရုံးပလီဒီလုံးနုဖတ်နေရောတိလားဟုတ်အတောက်20နော်ဒီနေ့ကတော့ဒါဟိုမိုးကလည်းကြွားတယ်ပြီးတော့ဈေးတယ်တွေကဟိုနည်းနည်းလေးဟိုကဖြစ်တယ်ဆိုတော့သူတို့လေဒါလေး900ဘူးပဲရှိတယ်ကွယ်သိလားဒီမှာမေးပြပြမယ်နော်ပဲတင်းနဲ့ဒါနဲ့မှ1300ဘူးပဲရှိသေးတယ်ဆိုင်မှာဝယ်စားလို့ရှိရင်အတီးရွက်ကြော်လဲ1500ငေါတပွဲကိုလေအဲ့လိုမျိုးပေးရတာဒါလေးကိုစစ်တုံးပြစီကြပြီးတစီတက်ပြီးတော့ဒီမှာနုနုလေးအတောင်းလိုက်လေးကြော်စားလိုက်ကောင်းနေတိတာရုံးတီတဲ့ကြက်လေးနဲ့ကြော်စားလိုက်ကောင်းနေအရင်ကောင်းနေနော်အဲ့ပြပြတယ်ဒီနှစ်ခုမှ1300ပဲရှိ800 900 1300အကြိုက်စားလို့ရတယ်နော်ဒါလေးကိုလည်းပြုတ်တုတ်ပေါ့နော်ဆိုင်မှာဝယ်စားရတယ်စားရင်ပေါ့နော်ဟိုသဘောပြပြနော်အချိန်ရမှပြောရအောင်မင်းကမအားတဲ့သူကိုပြောရမှာနော်ဒီမှာနေဒီစိမ့်က900ပဲရှိပါတယ်ဟိုဈေးသွားရောက်ကြောက်လေတချို့ကအချိန်မပေးနိုင်တာလို့ရှိတာပေါ့ရှင်ဒီမှာကြည့်ဒီစိမ့်နေလေလက်ဆက်နေနော်ဒါမှ900ပဲရှိရဲ့ပြီးတော့မင်းဒီနေ့ကျတော့ဟိုငါးကြီးကြီးတွေမျိုးပဲနဲ့ဒီမှာငါးလေးတွေနော်ဒီမှာဒီလိုငါးလေးကိုခန်းချင်နေတယ်ဟိုလည်းဆက်စားလို့ဆိုချမ်းသာငါးလေးတွေလို့သိပေါ့ဒါမျိုးဝယ်ခဲ့လိုက်တော့အဲ့ဒါကဒါလေးရလေတစ်စိတ်တော့1500ပဲရှိတယ်တင်ကြအဲ့ဒါကိုမင်းက2000ဘိုးဆိုပြီးဝယ်ခဲ့လိုက်တာနော်အဲ့ဒါမှ9000ဒီနှစ်ခုက1300ငရုတ်ပြီးစိမ့်က900ဆိုတော့1300ရယ်900ဆိုတော့1800ဒီမှာကြည့်ဒီမှာ1800ရယ်2000ဆို2800ပဲပဲရှိရယ်ဒီမှာဒါဝမင်းချစ်ပြမင်းဟင်းကိုတော့ဟိုတကယ်ကိုဒီလိုအခြေအနေမျိုးမှာဟိုကဖြစ်တယ်ဆိုရင်မင်းကကြတော့အမြဲတမ်းစိတ်ပြတ်တာတော့ဆိုအေးပေါ့ကိုကလည်းကိုသုံးနိုင်တယ်လို့ဟိုဘာပဲဖြစ်ဖြစ်နေသိရမလားအဲ့လိုမျိုးအချိန်နဲ့ရတယ်ဆိုရင်ဝယ်စားကြပါဒီတဲ့အများကြီးချမ်းသာတဲ့လူတွေရှိပါတယ်ဒီတဲ့အများကြီးငွေသုံးနိုင်တယ်ပေါ့နော်အဲ့ဒါလေးကြောင့်လည်းပို့ပြီးတော့ဒီတဲ့အများကြီးချက်ထားရတယ်ဒီတဲ့ကောင်းတဲ့အားကြီးစားရတယ်ဒါကဟိုညီမလေးတွေမသိသေးတဲ့အကောင်မလေးတွေပေါ့နော်တချို့ကောင်မလေးတွေဆိုရင်ဟိုအစင်မပြေဘူးဈေးတော့အစင်မပြေဘူးစားရတော့အစင်မပြေဘူးမြို့မှာနေတဲ့တွေ့ဆိုအဲ့လိုမျိုးဖြစ်တယ်လေအဲ့ဆိုရင်ပိတ်ရအားတဲ့အချိန်လေးဒီလိုမျိုးလေးပြီးတော့ကြည့်လာတာလို့အကြံဉာဏ်ပေးတာပါနော်ကျေးဇူးများတင်ပါတယ်မနေ့ကထဟင်းတော့ကျမလည်းဆက်လိုက်ဒီကကျမလည်းလေအတီးအရွယ်ဆိုတော်စားပြတဲ့ပေါ့နော်ပြီးတော့နားလည်းကြိုက်ပါတခြားဟာလည်းကြိုက်ပါနေတိုင်းဟိုတခြားချက်တော့ကြောင့်လေအများကြီးမစားချင်ဘူးဝက်သားကြတော့မစားဘူးအမေသားကြတော့လေမဖြစ်ဘူးမစားဖြစ်ဘူးဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်